မင်္ဂလာပါခင်ဗျာ PM ဘာလာလန်ဒကာတွားရဲ့ခုထူချန်နာကနေကျူးစုလိုက်ပါတယ် စိန်နှန်းကန်းကြီးခီးစဉ်ရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးပါမယ်ဒီအပိုင်းမှာတော့ဒလားသူစားတောက်ဆိုင်မှာဘာတွေစားခဲ့တယ်အပြန်လန်းခီးမှာဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတာအဆုံးထိကြည့်ရှုပေးပါအောင်နော်အခုဆိုရင်ဖြင့်ကျွန်တော်တို့ဒလားသူစားတောက်ဆိုင်စီကိုလမ်းလျှောက်ပြီးသွားနေပါတယ်ဗျာဆိုင်ရှိရောက်တော့ဆိုင်ရဲ့အပြင်စင်လေးကတဘာဝကျပြီးလှပနေတာကြောင့်အမှတ်တရဓာတ်ပုံလေးကိုရိုက်ခဲ့ပါတယ်ဆိုင်ရှိကန်းဆက်ဘက်မှာလည်းမိဘပြည်သူများရေကစားနေကြတာကိုတွေ့ရပြီးအဲ့ဒီမြင်ကွင်းလေးတွေကိုလည်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပါတယ်ဆက်ပြီးတော့ဒလသူဆိုတဲ့စိုင်းမှုရှိမှာမြင်းတကောင်ကိုတွေ့ရတာကြောင့်ထပ်မံပြီးတော့ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်ဒီခီးစဉ်မှာမိသားစုဝင်တွေနဲ့အတူပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်တန်းခဲ့ရပြီးအမှတ်တရဓာတ်ပုံတွေအများကြီးရိုက်ဖြစ်ခဲ့ပါတယ်ဓာတ်ပုံရိုက်ပြီးတဲ့နောက်တော့ဆိုင်တဲဝင်ပြီးအစားအသောက်တွေမှာယူခဲ့ပါတယ်ဒီနေ့တော့ကျွန်တော်တို့မှာစားခဲ့တဲ့ဟင်းလျာတွေကတော့ပစုံအချိုချက်တငါတဲ့ဟင်းညိုလက်ဖက်တုပ်တို့ဖြစ်ပါတယ်မှာထားတဲ့အစားအသောက်တွေကလက်ဖက်တုပ်ကအရင်ဆုံးရောက်လာပါတယ်ပြီးတော့ထမင်းပူပူလေးတွေရောက်လာပြီးမကြခင်မှာပဲပစုံချိုချက်လေးစပွဲပေါ်ကိုရောက်ရှိလာပါတယ်နောက်ဆုံးမှာတော့ကိုတငါတဲ့ဟင်းညိုကိုလာချပေးခဲ့ပါတယ်ဟင်းညိုထဲမှာပင်လယ်စာမျိုးစုံနဲ့ဟင်းသီးဟင်းရွက်များစွာပါဝင်နေတာကိုတွေ့ရပါတယ်အရင်ဆုံးခရုကိုပြီးစမ်းကြည့်ခဲ့ပါတယ်ပြီးတော့ကနန်းကိုဆက်လက်ပြီးစားသုံးခဲ့ပါတယ်လက်ဆက်တဲ့ပင်လယ်စာတွေရဲ့အရသာကအရန်ကိုချိုမြင်ပြီးစားကောင်းလာပါတယ်ကမ်းခြေဘေးမှာလေငင်းလေးတွေတိုက်ခတ်နေချိန်ပင်လယ်စာဟင်းလျာတွေကိုစားရတာခီးစဉ်ရဲ့အမှတ်တရကောင်းတစ်ခုဖြစ်ခဲ့ပါတယ်စားတော့ပြီးတဲ့နောက်တော့ပြန်ဖို့ပြင်ဆင်ခဲ့ကြပါတယ်ဒါပေမဲ့ပြန်လန်းခီးမှာတော့မတင်မှတ်ထားတဲ့အခက်အခဲလေးတွေကိုကြုံတွေ့ခဲ့ရပါတယ်မိုးရွာထားတာကြောင့်လမ်းမှာရွှွန့်ပွက်များနေပြီးကားကရွှွန့်ထဲမှာနစ်သွားခဲ့ပါတယ်ဒါကြောင့်ကားကိုနောက်ပြန်ဆုပ်ပြီးဒလားသူဆိုင်ဘက်ကနေပြီးတော့ပြန်လှည့်ခဲ့ရပါတယ်အဲ့ဒီချိန်မှာဒလားသူဆိုင်ပိုင်ရှင်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။မိုးရေကြောင့်လမ်းတွေကပွက်ထနေပြီးကားတစ်စီးစာသာသွားလို့ရတဲ့လမ်းချင်းလေးတွေဖြစ်နေခဲ့ပါတယ်။အပြန်လမ်းမှာရင်းတွေအစင်ပြေစွာဖြတ်တန်းနိုင်မှုကိုယ်တိုင်ကားလမ်းပြလုပ်ခဲ့ရပါသေးတယ်။ကျွန်တော်ရဲ့ကားလမ်းပြလုပ်ခဲ့တဲ့အခိုက်အတန့်လေးတွေကိုလည်းဒီဗီဒီယိုထဲမှာကြည့်ရှုနိုင်ပါတယ်ဗျာခရီးစဉ်တစ်ခုမှာလှပတဲ့အမှတ်တရတွေအပြင်မထင်မှတ်ထားတဲ့အတွေ့အကြုံလေးတွေကလည်းပိုပြီးအမှတ်ရစရာဖြစ်စေနိုင်ပါတယ်ဒီနေ့စိန်နှန်းကန်းကြီးခရီးစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါလို့မေတ္တာရက်ခံအပ်ပါတယ်con té bà quấn một cũng nào mà quấn lên luôn ai hiểu cao được kinh hảဒါကတော့စိန်လန်ဆိုရေးလာတဲ့လဲကွင်းများကိုမျက်စိတစ်စုံကြည့်ရှုရခြင်းဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်မျိုးလမ်းပြလောက်ခဲ့တဲ့နေရာလေးတို့ရောက်ရှိလာခဲ့ပါပြီဗျာခုဆိုရင်တော့ကားကြီးနဲ့ကားလေးနဲ့ကျွန်တော်ကလည်းလမ်းပြလောက်ဖို့ကျွန်တော်တာဝန်ကျလာပါတယ်အဲ့ဒီချိန်မှာကျွန်တော်အဖေကားမောင်ကျွမ်းကျင်မှုကြောင့်ဒီကားကြီးကိုတိတ်ရှောင်နိုင်ခဲ့ပါလေခင်ဗျာ
ချိန်မှာသူလည်းတွားရအောင်ကျွန်တော်ရဲ့ဖေးကားကိုကျွန်တော်တို့ကားကိုလမ်းပေးချပြီးတော့ရှောင်ပေးခဲ့ပါတယ်ရှောင်ပေးခဲ့တဲ့အချိန်မှာကားကြီးဟာတလိန်ချင်းတွားနေပါတယ်အဲ့ဒီချိန်မှာဖြင့်ဟိုဘက်ကကားဟိုလိုက်ပေးတယ်သူတွေကိုလည်းကျေးဇူးတင်ပါတယ်လမ်းပြပေးလို့သူလည်းကားနောက်လိုက်တဲ့အကူကြီးလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပြီးရင် like and subscribe လေးလုပ်ပေးပါခုဆိုရင်တော့သူဟာကားသမားဟာတဖြည်းဖြည်းလှိမ့်နေပါတယ်ကျွန်တော်ဖေးဟာကားကောင်းကိုချပေးထားပါတယ်ကားတစ်စီးလုံးကိုလမ်းပေါ်ထဲသို့ချပေးထားပါတယ်ဗျာအဲဒီမှာကားကိုရှေ့တိုးနောက်ဆုတ်လှုပ်ရပါတယ်ကားကိုဝါရင်ဖို့ကြောင့်လမ်းကိုရှောင်းတိန်နိုင်ခြင်းဖြစ်ပါတယ်အဲဒီနောက်မှာဖြင့်ကားများဆိုင်ကယ်များဘေးရွယ်များရောက်ရှိလာလို့ကျွန်တော်လမ်းပြပလိတ်လေးလုပ်ခဲ့ရပါသေးတယ်ဗျာ看喽。你起来我。လမ်းပြပလိတ်လုပ်ပြီးတဲ့အချိန်မှာအိတ်ချင်းသွားလို့တန်းလိုက်ပါသေးတယ်အဲ့ဒီမှာလမ်းတော့မှာပလောင်တောင်မွေးလိုက်ရောက်နေအန်ဒီတွေကိုလက်ဆက်တွေ့တာကြောင့်မြင်းထဲကနေပြီးတော့ဆင်းခုလာတာဖြစ်ပါတယ်ချောင်းထဲကနေပြီးတော့လေပေါ်တက်လာတဲ့အချိန်မှာပလောင်တောင်မွေးကိုနှွာပြနေတာဖြစ်ပါတယ်အဲ့ဒီမှာနှွာရတယ်ဗျာလက်နဲ့ဒီလိုနှွာရတယ်တဲ့ဟုတ်ကဲ့ပါလို့ကျေးဇူးတင်ပါတယ်လို့ကိုစွန်းတော်ဦးလေးကြီးဟာဓာတ်နဲ့နှွာပြမှာဖြစ်ပါတယ်ဓာတ်နဲ့နှွာပြပါတယ်တစ်စစ်ဖယ်ချိုးလိုက်ရပြီတဲ့ဗျာအဲ့ဒါနဲ့ပဲလေးစီးဝယ်သွားပါတယ်ဗျာဝယ်ကြအောင်မလားနစီနစီဒီပါဗီဒီယိုတွေကိုဟုတ်နော်အတိမိတ်ဆွေကိုပေးဖို့နှစ်စီးထပ်ဝယ်လိုက်ပါတယ်ခင်ဗျာဘာမှမလုပ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာထပ်မံဆုံတွေ့ကြပါမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ